ရှေးဥစွာရောက်စီတိုင်းကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီကနေ့မှာခရိယန်တို့ရဲ့ယုံကြည်ချက်ခံယူချက်တွေထဲမှာ questionable ဖြစ်တဲ့ဟာမေကိုထုတ်เสียအငင်းပွားเสียဖြစ်တဲ့အလွယ်တကူနားမလည်နိုင်တဲ့ခက်ခဲနေတဲ့အကြောင်းအရာတွေထဲကနေတစ်ခုဖြစ်တဲ့သုံးပါးတဆူခံယူချက်ယုံကြည်ချက်နဲ့ပတ်သက်ပြီးမှအနေငယ်ဝင်ငါသွားချင်ပါတယ်ဒီကနေ့ကဘာပေါ်မှာဘာသာတရားပေါင်း4300ဝန်းကျင်ရှိပါတယ်ထိုဘာသာတရားတွေထဲမှာကုကွေတို့လူဦးရေအများဆုံးနဲ့အကြီးဆုံးသောဘာသာတရားဟာခရစ်ယာန်ဘာသာဖြစ်ပါတယ်ဒီတော့ဒီခရစ်ယာန်ဘာသာတရားထဲမှာလေးပဲအဓိကအဖြစ်ဂိုင်းကနာအကြီး၃ခုရှိပါတယ် Protestant ဂိုင်း Roman Catholic ဂိုင်းနဲ့အရှေ့ Orthodox ဂိုင်းလို့ဖြစ်ပါတယ်ဒီတစ်ပုံမှာအသိစိတ်လေ့လာမယ်ဆိုရင်ခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင်ခရစ်ယာန်ဘာသာတရားထဲမှာဂိုင်းကနာပေါင်း4500ဝန်းကျင်လောက်ရှိပါတယ်အဲ့တော့ဒီလောက်များတဲ့ခရစ်ယာန်ဂိုင်းကနာတွေထဲမှာရခိုင်တော့အများဆုံးဟာဆိုလို့ရှိရင်ဘုရားသခင်ဒီသုံးပါးတဆူဘုရားဖြစ်တယ်ဆိုတဲ့ခံယူချက်ချက်ကိုလက်ခံပါတယ်အဲ့တော့သုံးပါးတဆူခံယူချက်ဆိုတာကကျွန်တော်တို့ကိုယ်ကိုယ်နေတဲ့ဘုရားသခင်ကခမည်းတော်သားတော်တရှင်တော်ဝိညာဉ်တော်ဆိုမှတိချာပုဂ္ဂိုလ်သုံးပါးအနေဖြစ်တည်ရှိနေတယ်ခမည်းတော်ကသားတော်မဟုတ်ဘူးသားတော်ကလည်းခမည်းတော်မဟုတ်သားတော်ကလည်းတရှင်တော်ဝိညာဉ်တော်မဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ကလည်းသားတော်မဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ကခမည်းတော်မဟုတ်ဘူးခမည်းတော်ကလည်းတရှင်တော်ဝိညာဉ်တော်မဟုတ်ခမည်းတော်ကတသက်သားတော်ကတသက်တရှင်တော်ဝိညာဉ်တော်ကတသက်ဆိုမှတိချာပုဂ္ဂိုလ်သုံးပါးအနေဖြစ်တည်ရှိနေတဲ့ဘုရားဖြစ်တယ်ဒါပေမဲ့ဖြစ်တည်ခြင်းအရာမှာဒီသုံးပါးစလုံးကအတူတူဖြစ်တယ် unity ဖြစ်တယ်ခမည်းတော်ကလည်းပဲထာဝရဘုရားဖြစ်တယ်သားတော်ကလည်းပဲထာဝရဘုရားဖြစ်တယ်တရှင်တော်ဝိညာဉ်တော်ဘုရားကလည်းထာဝရဘုရားဖြစ်ပါတယ်တော့ဖန်ဆင်းရှင်နဲ့ပတ်သက်လာလို့ရှိရင်ခမည်းတော်ဖန်ဆင်းရှင်ဖြစ်တယ်လို့သားတော်ကလည်းဖန်ဆင်းရှင်ပဲတရှင်တော်ဝိညာဉ်တော်ကလည်းဖန်ဆင်းရှင်ပဲကေရေရှင်အမှုထဲမှာဆိုလို့ရှိရင်လည်းပဲသားတော်ကကေရေရှင်ဖြစ်တယ်လို့တရှင်တော်ဝိညာဉ်တော်ကလည်းပဲကေရေရှင်ဖြစ်တယ်ခမည်းတော်ဘုရားလည်းကေရေရှင်ဖြစ်ပါတယ်ဥကူအနေဖြစ်တော့တီချာ၃ပါးအနေဖြစ်တည်ရှိနေတော့များလေးပဲဖြစ်တည်ခြင်းအရာမှာခမည်းတော်ကသားတော်ထက်တာတယ်သားတော်ကခမည်းတော်နဲ့နှိပ်တယ်တရှင်တော်ဝိညာဉ်တော်ကခမည်းတော်နဲ့သားတော်ထက်နှိပ်တယ်ဆိုတာမျိုးမရှိဘူးဘဒုကဘဒုထက်မှာနှိပ်တယ်တာတယ်ဆိုတာမရှိဘူးအားလုံးကအတူတူဖြစ်တယ်ဘန်တူဖြစ်တယ်အားလုံးကဖျားသခင်ဖြစ်တယ်အားလုံးကထာဝရဖြစ်တယ်ဆိုတဲ့ခံယူချက်ဖြစ်ပါတယ်ဒါကို၃ပါးတဆူခံယူချက်လို့ခေါ်ပါတယ်ကျွန်တော်က AG ဂိုင်းကနာထဲကအသင်္ကတဥဖြစ်တဲ့အခါမှာအဘုဒ္ဓဆောက်တူဖြစ်တဲ့အခါမှာကျွန်တော်ကိုယ်ကိုယ်တဲ့ဖရာသခင်ကသုံးပါးတဆဖရာဖြစ်တယ်ဆိုတာကိုလက်ခံပါတယ်။ AG ခိုင်ချက်16ချက်ထဲမှာလည်းပဲဒုတိယမြောက်အချက်မှာပါပါတယ်။ဒီကနေ့ဒီအကြောင်းအရာလေးကိုရှင်းပြရခြင်းကသုံးပါးတဆခိုင်ချက်ကိုယုံကြည်နေတော့များလည်းပဲသူတစ်ပတ်ကမင်းလာတဲ့အခါမှာအလွယ်တကူရှင်းပြနိုင်ဖို့အတွက်ရည်ရွယ်ပြီးမှဝင်ငါတက်တဲ့ခံချက်ဖြစ်ပါတယ်။ခရိယန်ဂိုင်းနာတွေထဲကနေရိုက်ခဏအများဆုံးကသုံးပါးတဆူခိုင်းချက်ကိုလက်ခံကြတော့များလည်းပဲအနည်းစုတော့ခရိယန်ဂိုင်းနာတွေကသုံးပါးတဆူခိုင်းချက်ကိုလက်မခံကြပါဘူးဒီကနေ့ခရိယန်ဂိုင်းနာတွေထဲကနေသုံးပါးတဆူခိုင်းချက်ကိုလက်မခံကြတဲ့ခရိယန်အမိခံဂိုင်းနာတချို့ကိုပေါ်ပြရမယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ Jehovah's Witnesses ဖြစ်ပါတယ် Jehovah တဲ့ခံများဖြစ်တယ်ဒီ Jehovah တဲ့ခံများဖြစ်တာဆိုလို့ရှိရင်တော်တော်ဘုရားကခမည်းတော်ဘုရားထဲနှိပ်တယ်တော်တော်ဘုရားဆိုတာကခမည်းတော်ဘုရားရဲ့ပထမအုပ်စုဖန်ဆင်းခံရတဲ့သူဖြစ်တယ်ကောင်းကင်မှာမိခေလဖြစ်တယ်ဆိုမှသူလက်ခံတယ်ခမည်းတော်နဲ့တန်တူလက်မခံဘူးတရှင်တော်ဝိညာဉ်တော်ကိုလည်းပဲသူကပုဂ္ဂိုလ်တစ်ပါးအနေဖြင့်လက်မခံဘူးတရှင်တော်ဝိညာဉ်တော်ဆိုတာဘုရားသခင်ရဲ့လှုပ်ရှားနေတော့တကူတော်စွမ်းအားတော်တကူအနေဖြင့်ပဲလက်ခံပါတယ် active force အနေနဲ့ပဲလက်ခံတယ်ဒါကြောင့်မို့ဒီတမန်ကျမ်းစာရဲ့ကပ္ပဦးချခန်းရဲ့တိတ်အမြင်မိထင်မှာပါတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်တွေယင်မိနစ်ပြပေါ်မှာလှုပ်ရှားတော်မူ၏ဆိုတဲ့ကျမ်းချက်ကိုဒီယေဟောဝါတသက်ခံရဲ့ကျမ်းစာဖြစ်တဲ့ကပ္ပတိဘာသာပြန်ကျမ်း New World Translation ကျမ်းစာမှာဆိုလို့ရှိရင်ဘုရားသခင်စွမ်းအားတော်တွေယင်မိနစ်ပြပေါ်မှာလှုပ်ရှားနေတယ်ဆိုမှအစာထိုးဘာသာပြန်ထားတာကိုတွေ့ရတယ်ဆိုလိုတဲ့တဘောကသူတို့ကတရှင်တော်ဝင်တော်ကိုပုဂ္ဂိုလ်နဲ့ဖိလက်မခံဒါကြောင့်မို့ဒီယေဟောဝါတသက်ခံအဖွဲ့ကိုကြတော့သုံးမတဆိုယူဝါဒကိုလက်ခံတယ်လို့ကျွန်တော်တို့ ਨੇ တတ်မှတ်လို့မရပါဘူးဒုတိယဖွဲ့စည်းတစ်ခုကပါလဲဆိုရင် Mormonism ဖြစ်ပါတယ်နောက်ဆုံးကာလတခင်ရှိခွတော်ရဲ့တရှင်တော်များအတင်းတော်လို့လည်းခေါ်တယ် LDS လို့ခေါ်တယ်နော်အတူကောက်နေတယ်တော့ဒီသူတို့အဖွဲ့ကဆိုလို့ရှိရင်လည်း
သုံးပါးတဆိုယူသွားတော့ကိုလက်မခံပါဘူးသူတို့ကကြတော့ခင်ဗျတော်တားတော့တရှင်တော်ဝင်းတော်ဆိုတဲ့အမည်နာမကိုတော့လက်ခံတယ်သူတော်လည်းပဲအဲ့ဒီဖျားကတိတက်စီတည်ရှိနေတဲ့ဖျားဖြစ်တယ်ပြောချင်တော့ကခင်ဗျတော်လည်းဖျားတားတော့လည်းဖျားတရှင်တော်ဝင်းတော်လည်းဖျားနေပြီးတော့လက်ခံတော်များလေပဲသူကမူတူညီတဲ့ဖျားတက်တက်စီလက်ခံတာဖြစ်တယ်တဘာနဲ့တဘာဖြစ်တည်ခြင်းမတူဘူးအဲ့လိုလက်ခံတဲ့ teacher ဖြစ်တည်ခြင်းနဲ့တည်ရှိနေတဲ့ teacher ဖျားတွေလို့တို့လက်ခံတာဖြစ်ပါတယ်ဖျားသုံးစုနဲ့ပြီးတော့လက်ခံတာဖြစ်တယ်ဆိုတဲ့ရောက်လဲဒီလိုနားလဲရတယ်နောက်တတိယတစ်ဖွဲ့နှစ်ဖြစ်သုံးပါးဆိုယူဝါဒကိုလက်မခံတဲ့ခရိယန်ဂိုင်းကနာအမိခံအဖွဲ့ကြတော့ဘာလို့လဲဆိုရင် 1x Pentecostal ဖွဲ့ဖြစ်ပါတယ်အဲ့တော့သူတို့ကကြတော့ဘယ်လိုလက်ခံတယ်လဲဆိုရင်ဖျားကတပါးထဲပဲခိကလာပုံမှာမူတည်မှာဖျားသခင်ကမူတူညီတဲ့ပုံတံမျိုးနဲ့ပုံစံမျိုးနဲ့အလုပ်လုပ်တယ်သူကအဲ့လိုလက်ခံတာပေါ့နော်ဒါတမဟောင်းကလာမဆိုခမီးတော်ဖျားအနေနဲ့လှုပ်ရှားတယ်တမတိကလာမဆိုတားတော်ဖျားအနေနဲ့လှုပ်ရှားတယ်ဒီနေ့ခြေစုတော်ကလာအတင်းတော်ကလာမဆိုလို့ရှိရင်တရှင်တော်ဝင်တော်ဖျားနဲ့ပဲလှုပ်ရှားတယ်ထို့ပုဂ္ဂိုလ်တပါးကပဲခေအစစ်စစ်မှာပုံစံ3မျိုးတမျိုးစီနဲ့လှုပ်ရှားခဲ့တဲ့ဖျားဖြစ်တယ်ဆိုမှတို့လက်ခံတာဖြစ်ပါတယ်ဒါကလည်းပဲသုံးပါးတဆုခိုင်းနေတဲ့ချက်ကိုလက်မခံတဲ့အဖွဲ့ဖြစ်ပါတယ်နောက်ဆုံးအဖွဲ့တစ်ခုကိုဥပမာနဲ့ပြောရမှာဆိုရင်Unitarian အဖွဲ့ဖြစ်ပါတယ်ဒီ Unitarian အဖွဲ့ဆိုလို့ရှိရင်ဒါယေရှုဖျားကိုဖျားအနေနဲ့တော့လက်မခံယေရှုဖျားကဖျားခင်စတို့တွေထဲမှာလူသားတွေထဲမှာအကြီးမြတ်ဆုံးအထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်တယ်အကြီးမြတ်ဆုံး prophet ဖြစ်တယ်ဒါလောက်ပဲတုံ့နဲ့လက်ခံတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုနပြောခဲ့တဲ့ဒီခရိယန်အမိခံဒီဂိုင်းနာတွေကကြတော့သုံးပါးဆိုယူဝါဒကိုလက်မခံတဲ့အဖွဲ့တွေဖြစ်ပါတယ်တခြားတော့သုံးပါးဆိုလက်မခံတဲ့တခြားတော့ခရိယန်ဂိုင်းနာအဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်ဥပမာဖြစ်တဲ့အဖွဲ့ကိုဆွဲထုတ်ပြလို့ဖြစ်ပါတယ်နောက်တစ်ခုကဖျားသခင်ကသုံးပါးဆိုဖြစ်တယ်ဆိုတဲ့ယူဝါဒကိုလက်မခံတဲ့ခရိယန်အဖွဲ့အစည်းတွေကိုလေ့လာကြည့်တဲ့အခါမှာဘာကြောင့်သူ့အနေနဲ့သုံးပါးဆိုယူဝါဒကိုလက်မခံတယ်လေလို့ပြောတဲ့အခါမှာဒီသုံးပါးဆိုတဲ့စကားလုံးတနည်းအားဖြင့်ပြောမှဆိုဘုရားသခင်ကသုံးပါးဆိုဖြစ်တယ်ဆိုတဲ့ကျမ်းချက်ကဓမ္မကျမ်းစာထဲမှာဘယ်နေရာမှမရှိတဲ့အတွက်သူလက်မခံရချက်ဖြစ်တယ်လို့သူတို့တွေ့ရတယ်ဒါအားလုံးတူညီစွာတုတ်ပြန်တဲ့အဖြစ်ဖြစ်ပါတယ်တော့သူတို့ပြောရမှမှန်ဘူးလားဆိုမှန်တယ်ဓမ္မကျမ်းစာထဲမှာတော့သုံးပါးဆိုတဲ့စကားလုံးဘုရားသခင်ကသုံးပါးဆိုဘုရားဖြစ်တယ်ဆိုတဲ့ဓာတ်ရဲ့ဖော်ပြချက်မျိုးမရှိပါဘူးသုံးပါးဆိုတဲ့စကားလုံးကဓမ္မကျမ်းစာထဲမှာမရှိတဲ့အတွက်မို့သုံးပါးဆိုအယူဝါဒကဓမ္မကျမ်းစာနဲ့မကိုက်ဘူးလွှမ်းမာတဲ့အယူဝါဒဖြစ်တယ်ခိုင်ချက်ဖြစ်တယ်လို့ပြောမှဆိုရင်လောကမောင်းသွားပါလိမ့်မယ်သုံးပါးဆိုတဲ့စကားလုံးကဓမ္မကျမ်းစာထဲမှာမရှိတော့များလည်းပဲဓမ္မကျမ်းစာထဲမှာပေါ်ပြထားတဲ့ကျင့်ချက်တွေကိုအဖြစ်ဖြစ်တွေကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဘုရားသခင်ကသုံးပါးဆိုဘုရားသခင်ဖြစ်တယ်ဆိုတဲ့ထင်ရှားတဲ့အထောက်ထားလေးတွေအများကြီးဓမ္မကျမ်းစာထဲမှာရှိပါတယ်ဥပမာနဲ့ပြောမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့တကဘာလုံးလက်ခံနေတဲ့ Christmas ဆိုတဲ့စကားလုံးအဲ့တော့ဒီ Christmas ဆိုတဲ့စကားလုံးကယေရှုခရစ်လူစားတွေခံယူပြီးမှလောကကိုမွေးဖွားလာတဲ့အဖြစ်ပြက်အကြောင်းအရာကိုပေါ်ပြဖို့အတွက်တုံ့တဲ့စကားလုံးဖြစ်ပါတယ်ဒီစကားလုံးလည်းပဲတကဘာလုံးကကျွန်တော်လက်ခံနေတယ်အဲ့လိုလက်ခံနေရခြင်းကလည်းပဲဓမ္မကျမ်းစာထဲမှာအဲ့ဒီစကားလုံးရှိလို့မဟုတ်ဘူးနော်ဒါပေမဲ့Christmas ဆိုတဲ့စကားလုံးကဓမ္မကျမ်းစာထဲမှာမရှိတဲ့အတွက်မို့ခရစ်တော်မွေးဖွားတယ်ဆိုတဲ့အဖြစ်အပျက်ကမမှန်ပါဘူးလို့ပြောမှဆိုရင်လောကမှာသွားလိမ့်မယ်။လက်ခံလို့မရဘူး။ Christmas ဆိုတဲ့စကားလုံးကဓမ္မကျမ်းစာထဲမှာမရှိတော့များလည်းပဲဓမ္မကျမ်းစာကိုဖတ်ရှုကြည့်တဲ့အခါမှာယေရှုခရစ်တော်မွေးဖွားလာတဲ့အဖြစ်အပျက်တွေကိုထင်ထင်ရှားတွေ့ရပါတယ်။ငြင်းလို့မရဘူး။တော့အဲ့ဒီအဖြစ်အပျက်တွေကိုလူတွေနားလည်အောင်နော်ယုံကြည်သူယုံမယုံကြည်သူယုံယေရှုခရစ်တော်လောကကိုလူစားတဲ့ခံယူမှမွေးလာတဲ့အဖြစ်အပျက်ကိုလူတွေနားလည်ဖို့အတွက်လူတွေသိနိုင်ဖို့အတွက် Christmas ဆိုတဲ့စကားလုံးကျွန်တော်တို့သုံးနေရခြင်းဖြစ်ပါတယ်။ထိုနည်း၎င်းပါပဲဓမ္မကျမ်းစာထဲမှာတော့သုံးပါးတဆူဆိုတဲ့စကားလုံးကျွန်တော်တို့ကိုယ်ကလည်းဘုရားသခင်ကသုံးပါးတဆူဖျားဖြစ်တယ်ဆိုတဲ့ဓာတ်ရဲ့ပေါ်ပြထားတဲ့ကျမ်းချက်မျိုးတော့မရှိပါဘူး။သို့တော်လည်းဓမ္မကျမ်းစာထဲမှာပေါ်ပြထားတဲ့ကျမ်းချက်တွေအဖြစ်ပြတဲ့အကြောင်းအရာတွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကိုယ်ကလည်းဘုရားသခင်ကသုံးပါးတဆူဖျားဖြစ်တယ်ဆိုတဲ့ခိုင်လို့တဲ့အထောက်ထားတွေအများကြီးရှိပါတယ်။အဲ့တော့အဲ့ဒီကျွန်တော်ကိုယ်ကလည်းဘုရားသခင်ကသုံးပါးတဆူဖျားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပေါ်ပြဖို့အတွက်ဒီသုံးပါးတဆူဆိုတဲ့စကားလုံးကိုကြတော့80နှစ်ရစု83ရစုလောက်ကြာမှ
အတင်းတော့ဖတ်ခဲ့ကြည့်ကတင်ထွေခဲ့တာဖြစ်ပါတယ်ပထမဦးဆုံးဒီသုံးပါးတဆူဆိုတဲ့စကားလုံးကိုတင်ထွေခဲ့တဲ့ဖတ်ခင်ကြီးကတော့အဒီအုံမျိုးကနေချီဖြစ်လက်ဆိုတဲ့ဘုံတော်ကြီးတစ်ပါးဖြစ်ပါတယ်သူကစပြီးမှ Greek စကားလုံး 3 years ဆိုစကားလုံးအနေဖြင့်သူတင်ထွေအသုံးပြုခဲ့တာဖြစ်ပါတယ်သူကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ auto line cut ဆိုတဲ့တင်ချစ်စီကိုစာရေးတဲ့အခါမှာအဲ့ဒီစာထဲမှာဒီ3 years ဆိုတဲ့စကားလုံးကိုသူရေးခဲ့ပါတယ်အဲ့တော့ဒီ3 years ဆိုတဲ့စကားလုံးက Greek စကားလုံးဖြစ်ပါတယ်သူ့ရဲ့တင်ချင်းစီကိုစာရေးတဲ့အခါမှာဖယားသခင် Greek လိုကြတော့ Theos လို့ခေါ်တယ်သူ့ရဲ့နှုတ်ကပတ်တော် Greek လိုကြတော့ Logos လို့ခေါ်တယ်သူ့ရဲ့ဉာဏ်ပညာတော် Greek လိုကြတော့ Sophia လို့ခေါ်တယ်အဲ့တော့ဒီအကြောင်းအရာ၃ခုကိုပေါ်ပြဖို့တဲ့သူက3 years ဆိုတဲ့စကားလုံးကိုသူအသုံးပြုလိုက်တာဖြစ်ပါတယ်ဆိုလိုတဲ့ဘောက3 years လို့ပြောလိုက်ရတယ်ဖယားသခင်ရဲ့သူ့ရဲ့နှုတ်ကပတ်တော်ရဲ့သူ့ရဲ့ဉာဏ်ပညာရဲ့ပြောချင်တာဖြစ်ပါတယ်ဒါကလည်းပဲတနည်းဖြစ်ပြောမဆိုရင်ဖျားရခင်ပုဂ္ဂိုလ်၃ပါးနဲ့ပြဖို့ပြနေတာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်အဲ့ဒီကာလာတို့ကဖျားရခင်ဆိုဂရိလို Theos လို့ခေါ်ကြတယ်။တားတော့ဖျားဖို့ဆိုရင် Logos လို့ဒီလိုနားလည်ထားကြတယ်။ဒါရှင်တော်ဝိညာဉ်တော်ဖျားဖို့ဆိုရင် Sophia အနေနဲ့နားလည်ထားကြတာဖြစ်တယ်။ဒီတော့ကျွန်တော်တို့အနေနဲ့နားလည်ရတာက AD 180လောက်မှာဘောတော်ကြီးတစ်ပါးဖြစ်တဲ့ Theos ဖြစ်တဲ့စကားဒီ 3S လို့ခေါ်တဲ့သုံးပါးတဆူဆိုစကားလုံးကိုစတင်ပြီးမှအသုံးပြုခဲ့တာတည်ထွင်ခဲ့တာကိုတို့နားလည်ရပါတယ်။အဲ့တော့နောက်ပိုင်းဒီ AD 300စုAD နေရာဝင်ကြည့်လောက်ရောက်လာတဲ့ခါမှာလေးပဲတန်တူလီယာဆိုတဲ့အသိမဖတ်ကြည့်တဲ့ဘာက Latin ဘာသာစကားဖြစ်တဲ့ Trinitas ဆိုစကားလုံးတည်ထွင်ခဲ့ပါတယ်အဲ့တော့သူကဘာကြောင့်တည်ထွင်ရတယ်လဲဆိုရင်ကျွန်တော်တို့ကိုယ်ကိုယ်တဲ့ဘုရားသခင်ကခမီးတော်ဒါတော်တရှင်တော်ဝိညာဉ်တော်ဆိုမှပုဂ္ဂိုလ်၃ပါးအနေနဲ့တည်ရှိတဲ့အသုံးပါးတဆူဘုရားဖြစ်တယ်ဆိုတော့ပေါ်ပြဖို့တဲ့သူကဒီယောမစကားလုံး Trinitas ဆိုတဲ့စကားလုံးကိုတည်ထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်နောက်ပိုင်းကျတော့ဘာသာစကားအတီးတီမှာ၃ပါးတဆူဆိုတဲ့စကားလုံးတွေကတည်ထွင်အသုံးပြုလာတာဖြစ်ပါတယ်။ဒါကြောင့်သုံးပါးတဆူစစကလုံးကတော့ theological term တစ်ခုဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာတိုက်ရိုက်ပေါ်ပြထားတာတော့မဟုတ်ဘူး။သို့တော်လည်းပဲတမန်ကျမ်းစာအုပ်ကြီးထဲမှာဘုရားခင်ကသုံးပါးတဆူဘုရားဖြစ်တယ်ဆိုတဲ့အကျမ်းအရာလေးတွေအများကြီးခံလို့တဲ့အထောက်အထားလေးတွေအများကြီးကျွန်တော်တွေ့ရဖြစ်ပါတယ်။အဲ့တော့ဒီလိုလေ့လာတဲ့အခါမှာ Hebrew နဲ့ Greek စကားလုံးနှလုံးစီကိုကျွန်တော်အနေနဲ့နည်းနည်းစင်စင်မလေးလာတော့ချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဓမ္မကျမ်းစာရင်မူရင်းကဓမ္မဟောင်းကျမ်းကိုဖေပြေဘာသာဖြစ်တော့၎င်းဓမ္မတိကျမ်းကို Greek ဘာသာဖြစ်တော့၎င်းရေးထားတာဖြစ်တဲ့တဲ့မို့ဒီမူရင်းစကားလုံးကိုလည်းကျွန်တော်အနေနဲ့လေ့လာတော့ချင်တာဖြစ်ပါတယ်။ဒီတော့ပထမဦးစွာဟေဘရဲစကားလုံးနှလုံးဖြစ်တဲ့အေခတ်နဲ့ယာခတ်ဆိုတဲ့စကားလုံးတစ်ခုအကြောင်းကိုဦးစွာလေ့လာကြည့်အောင်။အဲ့တော့ဒီဟေဘရဲစကားလုံးနှလုံးဖြစ်တဲ့အေခတ်နဲ့ယာခတ်ဆိုတဲ့စကားလုံးတစ်ခုရဲ့အဓိပ္ပာယ်ကတိဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်။သို့တော်လည်းပဲဒီစကားလုံးနှလုံးကသုံးတဲ့နေရာမတူတယ်လို့မျိုးသူရဲ့ solution ကလည်းပဲကိုယ်ပြောတာကိုတွေ့ရပါတယ်။ပထမအဆုံးဟေဘရဲစကားလုံးအခတ်ဆိုတဲ့စကားလုံးကတိဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်။သို့တော်လည်းပဲသူကဘယ်လိုမျိုးတိကိုပြောတယ်လဲဆိုရင်ပေါင်းစည်းထားတဲ့တိကိုပြောချင်တာဖြစ်ပါတယ်။အများကြီးကိုတစ်ခုတည်းဖြစ်အောင်ပေါင်းစည်းထားတဲ့တစ်ခုတည်းဖြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးမှာအခတ်ကိုသုံးပါတယ်။ one တော့ one ပဲတော့သူက unify one ဖြစ်ပါတယ်။ပေါင်းစည်းထားတဲ့တိကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာနဲ့ပြောရရင်ကိတာကျွတ်တစုံဆိုတဲ့အဓိပ္ပာယ်မျိုးမှာသုံးပါတယ်။ကိတာကျွတ်တစုံတစ်တစုံတိဆိုတဲ့ကဏ္ဍသုံးပေမဲ့ကိတာကျွတ်တစုံလို့ပြောလိုက်ရင်သူကအရေးတွက်ပြီး6ခုရှိတာဖြစ်ပါတယ်။6ခုရှိတာဖြစ်ပါတယ်။အရေးတွက်6ခုကိုပေါင်းစည်းထားမှဒါတစုံလို့ခေါ်တာဖြစ်တယ်။ဒီလိုမျိုးအဓိပ္ပာယ်မျိုးပေါ့နော်။အများကြီးကိုတစ်ခုတည်းဖြစ်အောင်ပေါင်းစည်းထားတဲ့အဓိပ္ပာယ်မျိုးနဲ့ဆိုရတာဟေဘရဲစကားလုံးအခတ်ကိုသုံးပါတယ်နောက်တစ်ခုကကျတော့ဘောလို့တတင်းဆိုတဲ့စကားလုံးတတင်းလို့ပြောတယ်နှစ်တင်းလို့မပြောတတင်းတိလို့ပဲပြောပေမဲ့သူကဘောလို့တတင်းလို့ပြောလိုက်ရင်သူရဲ့ကစားသူဥယေက7ယောက်ရှိတာကိုကျွန်တော်အားလုံးသိပြီးတာဖြစ်ပါတယ်အရေးအတွက်အများကြီးကိုဖွဲ့စည်းထားတဲ့တစ်ခုတည်းဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးရင်ဒါဟေဘရဲစကားလုံးမှာအခတ်ကိုသုံးပါတယ်ဒီဟေဘရဲစကားလုံးအခတ်နဲ့တူတဲ့ Greek စကားလုံးကကျတော့ ham ဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့ဒီ ham ဆိုတဲ့ Greek စကားလုံးကလည်းပဲ unify one ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်စုပေါင်းထားတဲ့တစ်ခုတည်းဖြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဒီတော့ဒီ Hebrew စကားလုံးအခက်ရဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီးမှဓမ္မကျမ်းစာတွေကကျမ်းချက်အချုပ်ကိုဥပမာနဲ့ဖြင့်ဖော်ပြချင်ပါတယ်ကမ္ဘာဦးကျခန်းကြီးနဲ့အညီ24ထင်မှာထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ဘုံ၌မြဝေးတစ်ဖြစ်ထိုသူတို့ဒီတကူတည်းဖြစ်ရလိမ့်မည်ကမ္ဘာဦးကျခန်းကြီးနဲ့အညီ24ထင်မှာတို့ဖော်ပြထားတယ်
တော့ဒီမှာမြန်မာစကားလုံးမြန်မာကျမ်းစာထဲမှာတသားတကူတည်းဆိုတဲ့စကားလုံးရဲ့မူရေးဟေဘရဲစကားကအခက်ဆိုတဲ့စကားလုံးကိုတုံးထားပါတယ်ဒီအခက်ဆိုတဲ့မူရေးဟေဘရဲစကားလုံးကိုဆရာယူတဲ့တိုင်ကတသားတကူတည်းဆိုမှဘာသာပြန်ထားတာကိုတွေ့ရဖြစ်တယ်အဲ့တော့ဒီမှာတသားတကူတည်းလို့ပြောပေမဲ့တော့တယောက်တည်းကိုပြောတာမဟုတ်ယောက်ျားနဲ့မိန်းမနှစ်ယောက်ပေါင်းတဲ့ဟာကိုပြောချင်တာဖြစ်တယ်ဒီကျမ်းချက်ကယောက်ျားနဲ့မိန်းမနှစ်ယောက်ပေါင်းပြီးမှတသားတကူတည်းဖြစ်သွားတဲ့အဓိပ္ပာယ်မျိုးကိုပြောချင်တာဖြစ်တယ်အရေးတွဲဖြစ်ဆိုနှစ်ယောက်ရှိတယ်နော်အဲ့တော့ဒုတိယစကလုံးဖြစ်တဲ့ဒီဟေဘရဲစကလုံးရခတ်ဆိုတဲ့စကလုံးအကြောင်းလည်းကျွန်တော်နည်းနည်းလေ့လာကြည့်အောင်အဲ့တော့ဒီရခတ်ဆိုတဲ့ဟာကတိဆိုတဲ့အတိပ္ပယ်မျိုးနဲ့သုံးတယ်လို့ပဲတကယ်တစ်ခုတည်းရှိတဲ့အရာကိုဆိုလိုတာဖြစ်ပါတယ်နော် absolute one တကယ်တစ်ခုတည်းပဲဘာမှမပေါင်းတကယ်အမှန်ကတစ်ခုတည်းရှိတဲ့အရာကိုဟေဘရဲလို့ရခတ်လို့ခေါ်တာဖြစ်ပါတယ် Greek စကလုံးအနေနဲ့ဆိုတာ mono လို့ခေါ်တယ်Greek စကလုံး mono ကလည်းပဲတကယ်တစ်ခုတည်းရှိတာကိုပြောချင်တာဖြစ်တယ် Greek စကလုံး mono နဲ့ Hebrew စကလုံးရခတ်တို့ကအတူတူပဲတစ်ခုတည်းရှိတဲ့ absolute one ကိုပြောချင်တာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ထားရအောင်ကျမ်းစာထဲမှာပေါ်ပြထားတဲ့ကျမ်းချက်နဲ့ဥပမာပေးရမယ်ဆိုရင်ကမ္ဘာ့ကျမ်းခန်းကြီး20အငြင်းနှစ်ထဲမှာဒီလိုပေါ်ပြထားတယ်တင်းတင်းအလိုချစ်တော်တယောက်တီးတော်သားအေဇက်ကိုယူ၍မောရိပြည်သို့တော်လောငါပြတ်သက်သောတောင်ပေါ်မှာသူ့ကိုမင်းရှုရာရစ်ပြု၍ပူဇော်လောဟုမိတော်မူ၏ကပ္ပဦးကျမ်းခန်းကြီး20အငြင်းနှစ်ထဲမှာပေါ်ပြထားတဲ့ကျမ်းချက်ဖြစ်ပါတယ်အဲ့တော့ဒီကျမ်းချက်ထဲမှာပါတဲ့တယောက်တီးတော်သားဆိုတဲ့မြန်မာစကားလုံးရဲ့မူရင်းဟေဘရဲစကားကယာခတ်ကိုတုံထားပါတယ်အဲ့တော့ယာခတ်ဆိုတာတကယ်တယောက်တည်းရှိတယ်ကိုပြောတာဖြစ်တယ်အဲ့ဒီချိန်တုန်းမှာအာဗြဟံမှာတာ2ယောက်3ယောက်မရှိပါဘူးတယောက်တည်းပဲတာဣဇက်တယောက်တည်းပဲရှိတယ်အဲ့ရှမေလကိုလည်းပဲတာမောင်းထုတ်လိုက်ပြီဆိုတော့တကယ်အာဗြဟံမှာဣဇက်ဆိုတဲ့တာတယောက်တည်းပဲရှိတယ်အဲ့တူတည်းတယောက်တည်းတစ်ခုတည်းရှိတဲ့အရာကိုဆိုရင်ဟေဘရဲလိုမျိုးရှာခတ်လို့ခေါ်ပါတယ်အဲ့တော့ဒီကဘာဦးကျန်ခါချင်း22အငြင်းနှစ်ထဲမှာတယောက်ထီတော်ဆိုတဲ့စကလုံးရဲ့မူရင်းစကလုံးကရခတ်ဖြစ်ပါတယ်ဒီတော့နောက်ထပ်တမန်ကျမ်းစာထဲမှာဒီရခတ်ဆိုတဲ့စကလုံးတုံးလုံးထားတဲ့ကျမ်းချက်တွေအများကြီးရှိပါတယ်ဒါတွေကိုတော့ကျွန်တော်မဖတ်တော့ပါဘူးဒါတယောက်လူကျန်ခါချင်း7အငြင်း34ထဲမှာလည်းပဲဒီဖတ်တမှာတယောက်ထီတော်တမင်းရှိရေးဆိုရကိုပေါ်ပြထားတယ်အဲ့မှာတယောက်ထီဆိုတဲ့စကလုံးရဲ့မူရင်းတယောက်ထီဆိုတဲ့မူရင်းစကလုံးကရခတ်ဆိုတဲ့စကလုံးကိုတုံးထားတာဖြစ်တယ်ဒါဇခရစ်အခန်းကြီး7အငြင်း30ထဲမှာလည်းပဲရခတ်ဆိုတဲ့စကလုံးကိုတုံးထားတာတွေ့ရပါတယ်တော့ဆိုတဲ့ဘောကဒီဟေဘရဲစကလုံးတစ်ခုဖြစ်တဲ့အခန့်နဲ့ရခတ်ဆိုတာကတိဆိုတဲ့အဓိပ္ပာယ်မျိုးရှိပေမဲ့သူ့ရဲ့ဆိုလိုရင်းကအခန့်ကကြတော့အများကြီးကိုပေါင်းစည်းမှတစ်ခုတည်းဖြစ်အောင်လုပ်ထားတဲ့တိကိုပြောချင်တာဖြစ်တယ်ဂရိလိုကြတော့ hand လို့သုံးတယ်တော့ရခတ်ကကြတော့တကယ်တစ်ခုတည်းတစ်ယောက်တည်းတူတည်းရှိတဲ့တိမျိုးကိုပြောချင်တာဖြစ်တယ်ဂရိဘာသာစကားနဲ့ဖြစ်ဆို mono လို့ခေါ်တာဖြစ်ပါတယ်ဒီစကလုံးတစ်ခုကိုဥစားကျွန်တော်တို့သိရှိထားဖို့လိုတယ်ဒီလိုဓမ္မကျမ်းစာတွေကိုကြည့်တဲ့အခါမှာဘုရားသခင်ကတဆူတီးတော့ဖျားဖြစ်တယ်လို့ဖော်ပြတဲ့နေရာမှာဘယ်တော့မှဟေဘရဲစကလုံးယာခတ်ကိုမသုံးပါဘူးအခတ်ကိုပဲသုံးထားကိုတွေ့ရတာဖြစ်ပါတယ်ဥပမာနဲ့ပြောကျွန်တော်ပြောရမှာဆိုရင်ဒါရှင်မာလို့ခေါ်တဲ့ဣတိလလူမျိုးရဲ့ရွှေကျမ်းချက်ဖြစ်တယ်တရားဟောရကြခိုင်6အငယ်4ကိုတစ်ချက်ဖတ်ရအောင်ဒီမှာဘယ်လိုဖော်ပြထားလဲလို့ဆိုရင်အိုဣတိလအမျိုးသားထောင်တော့ငါတို့ဖျားခင်ထာဝရဖျားတဆူတီးတော့ထာဝရဖျားဖြစ်တော်မူ၏ဆိုမှဒီကျမ်းချက်ထဲမှာလည်းဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာဖော်ပြထားတဲ့တဆူတီးတော့ဆိုတဲ့စကားလုံးကိုမူရင်းဟေဘရဲစကားကအခတ်ဆိုတဲ့စကားလုံးကိုတုံးထားပါတယ်အဲ့တော့အခတ်ရဲ့သဘောတရားကအများအရေးအတွက်အများကိုတစ်ခုတည်းဖြစ်အောင်စုပေါင်းထားတဲ့အတိတ်ပဲမျိုးရှိတယ်ဆိုတဲ့ကိုကျွန်တော်လေ့လာပြီးတာဖြစ်တယ်ဒီတော့ဒီတယောက်ရဲ့ကြက်ခရဲ့6အငယ်4ထဲမှာဖော်ပြထားတဲ့တဆူတီးတော့စကားလုံးအခက်ရဲ့အသုံးနှုန်းအရာကျွန်တော်ကိုယ်ကိုယ်ဘုရားသခင်ကအရေးအတွက်အဖြစ်တစ်ခုတည်းဖူတဲ့ဘုရားဖြစ်တယ်ဆိုတဲ့ကိုတော့ကျွန်တော်နားလေရတယ်အဲ့မှာယာခတ်လို့တုံးထားရတော့မှန်တယ်ကျွန်တော်ကိုယ်ကိုယ်ဘုရားသခင်ကအရေးအတွက်ပြီးတူတည်းပဲရှိတယ်လို့ကျွန်တော်တို့နားလေရမယ်သို့တော်လည်းပဲယာခတ်ကိုမတုံးထားဘူးအခက်ကိုတုံးထားတာဖြစ်တဲ့ကျွန်တော်ကိုယ်ကိုယ်ဘုရားသခင်ကအရေးအတွက်အဖြစ်တစ်ခုတည်းတူတည်းပူတယ်ဆိုတဲ့ကိုတော့ကျွန်တော်တို့နားလေရပါတယ်နောက်ထပ်ကျွန်တော်ကိုယ်ကိုယ်ဘုရားသခင်ကအရေးအတွက်အဖြစ်တစ်ခုတည်းပူတဲ့အများကြီးဘုရားသခင်ဖြစ်တယ်ဆိုတဲ့ထင်ရှားစေတဲ့ချက်ချက်တချို့ရှိပါတယ်အဲ့ဒါကကျတော့ဘာဦးကျန်ခါတဲ့1အငယ်1ထဲမှာပါတဲ့ကြပိုက်ဖြစ်ပါတယ်အဲ့ဒီကြပိုက်ထဲမှာအစအဦး၌
ဘုရားသခင်ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုမှပေါ်ပြထားတယ်အဲ့တော့အဲ့ဒီကဘာဦးကျမ်းခန်းရဲ့1 1ထဲမှာပါတဲ့ဘုရားသခင်ဆိုတဲ့မြန်မာစကားလုံးရဲ့မူရင်းဟေဘဲစကားက Elohim ကိုတုံးထားပါတယ်အဲ့တော့ Elohim ဆိုတာကဟေဘဲဘာသာစကားလို့သူကအများကြီးကိုပေါ်ညွှန်းတဲ့အသုံးလုံးဖြစ်ပါတယ်ဒါကြောင့်မို့ကောင်းကင်မြေကြီးကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်ကအများကြီးဖြစ်တယ်ဆိုရတာဒီကျမ်းချက်အရာရောကျွန်တော်သိနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကထိုဘုရားကိုကိုးကွယ်နေတာဖြစ်တယ်လို့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကအများကြီးဖြစ်တယ်ဆိုရကိုဒီကျမ်းချက်ကလည်းပဲတက်ထူနေပါတယ်နောက်တစ်ခုကဒီလူကိုဖန်ဆင်းတဲ့အကြောင်းအရာပေါ်ပြတဲ့ကျမ်းချက်တစ်ချက်ဖြစ်တဲ့ကဘာဦးကျမ်းခန်းကြီး1:26ထဲမှာလည်းပဲလူကိုဖန်ဆင်းတဲ့အခါမှာဘုရားသခင်ကငါတို့ပုံတည်းနဲ့အညီဖန်ဆင်းကြမယ်တုံးအဲ့မှာငါတို့လို့တုံးထားတာဖြစ်တဲ့အတွက်ဒါကအများကြီးဖြစ်တယ်ဆိုတော့ကျွန်တော်အလုံးနားလေရတော့ဖြစ်တယ်ကျွန်တော်ခုနလေ့လာတော့တဲ့ကျမ်းချက်အရာတော့ဘုရားသခင်ကအများကြီးဖြစ်တယ်ဆိုတော့ကျွန်တော်လေ့လာပြီးပြီတို့တော့လည်းပဲ2ပါးလား3ပါးလား4ပါးလား5ပါးလားဒါမှမဟုတ်အပါ100လားဆိုတဲ့အရာတော့ကျွန်တော်မသိနိုင်တယ်အဲ့ဒါကိုကျွန်တော်ဆက်လက်လာမယ်ဆက်လက်လာကြည့်တဲ့အခါမှာ130ကြိမ်မြောက်တော့ဆန္ဒအပိုင်း1ထဲမှာဒီလိုဖော်ပြထားတယ်ထာဝရဘုရားကဒါကခမည်းတော်ဘုရားကပြောချင်တာဖြစ်တယ်ထာဝရဘုရားကတေဤရန်တူတို့ကိုတေဤဆိုတာကဒါတားတော်ဘုရားကိုရည်ညွှန်းတာဖြစ်ပါတယ်ထာဝရဘုရားကတေဤရန်တူတို့ကိုတေဤခြေတီးရာငါမချထားမြင်တိုင်အောင်ငါလက်ရဖိ၌ထိုင်နေလို့ဟုငါ၏သခင်အားမိန့်တော်မူ၏ဆိုမှဒီ130ကျင်းမြောက်ဆန္ဒအပိုင်း1ထဲမှာဒီလိုဖော်ပြထားပါတယ်ဒါဝိမြည်ကြီးဆက်စုထားတဲ့ဆန္ဒဖြစ်ပါတယ်ဒါဝိမြည်ကြီးကတဲ့သူ့ရဲ့သခင်ဖြစ်တဲ့တားတော်ဘုရားကိုခရစ်တော်ဘုရားကိုထာဝရဘုရားကဒီလိုပြောတယ်ဆိုမှဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒီကြံ့ချက်မှာကြည့်တဲ့အခါမှာထာဝရဘုရားကပြောတယ်ဒါခမည်းတော်ဘုရားကိုပြောချင်တာတင်းဤရာတို့ကိုဆိုတဲ့အခါတားတော်ဘုရားကိုပြောချင်တာဒါကြောင့်အမှကြည့်တဲ့အခါမှာဘုရားက2ပါးဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်ပြီးတော့ဘုရားသခင်ကပုဂ္ဂိုလ်2ပါးဖြစ်တယ်ဆိုမှပေါ်ပြထားတဲ့တခြားကြောက်ပိုက်တွေကိုပြောရမယ်ဆိုရင်ဒါယောဟန်ခန်းကြီး1နဲ့2ထက်မှာလည်းဖတ်နိုင်တယ်တမန်တော်ဝတ္ထုခန်းကြီး9နဲ့55နဲ့56လည်းဖတ်နိုင်တယ်တိကောခန်းကြီး8နဲ့6လည်းဖတ်နိုင်တယ်ဒါယေလခန်းကြီး9နဲ့73လည်းဖတ်နိုင်တယ်ဆလန်ကျမ်း130အငယ်1ကိုလည်းဖတ်နိုင်တယ်ယောဟန်ခန်းကြီး19အငယ်9ကိုလည်းဖတ်ရှုနိုင်တယ်ဟေဘရဲခန်းကြီး1အငယ်3ဒီကျမ်းချက်ကိုဖတ်ကြည့်တဲ့အခါမှာဘုရားသခင်ကပုဂ္ဂိုလ်မျိုးသားနဲ့ဖြစ်တည်ရှိနေတဲ့ဘုရားဖြစ်တယ်ဆိုတော့ကိုတွေ့ရပါတယ်တော့ဒါက binitarianism လို့ခေါ်တဲ့ဒီနဘာတဆိုယူဝါဒကိုလက်ခံတဲ့လူတွေရဲ့လက်ဆွေကျမ်းချက်တွေလည်းဖြစ်ပါတယ်ဒီကျမ်းချက်တွေမှာကြည့်တဲ့အခါကျတော့ဘုရားသခင်နဘာတဲ့ပဲဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်လက်လာရပါတယ်ဒါပေမဲ့စစ်မှမဘုရားသခင်တကယ်ပဲ2ပါးထဲပဲလားဆိုမှဆိုတော့ဆက်လက်လာကြည့်တဲ့အခါမှာဘုရားသခင်က3ပါးဖြစ်တယ်ဆိုတဲ့အထောက်ထားကြချက်တွေကိုလည်းတွေ့ရပါတယ်ဒါဥပမာနဲ့ဖြစ်ပြောမစင်ယေရှုခရစ်ရဲ့ယဉ်ချစ်ခံတဲ့အဖြစ်ပြက်ကိုဖော်ပြထားတယ်မဿဲခန်းကြီး3ဟာည16စက္ကွန်မာကုအခန်းကြီး1အငယ်37လူကခန်းကြီး3အငယ်21 20နဲ့ယောဟန်ခန်းကြီး1အငယ်30နဲ့33ဒီချက်ချက်တွေကိုကြည့်တဲ့အခါမှာကျွန်တော်ကိုယ်ရဲ့ဖခင်သခင်ကပုဂ္ဂိုလ်3ပါးနဲ့ပြည်တည်ရှိနေတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့ဒီယဉ်ချစ်ခံတဲ့ဖြစ်ပြမှာတားတော်ဖခင်ဖြစ်တဲ့ယေရှုခရစ်တော်ကယဉ်ချစ်ခံနေတယ်အဲ့ချိန်မှာတစ်ချိန်ထဲမှာပဲတရှင်တော်ဝိတော်ဖခင်ဖြစ်တယ်သူကဒါဂျူးနှစ်အတွင်းနဲ့တားတော်ဖခင်ပုံမှာဆင်သက်တယ်ပြီးတော့ခမည်းတော်ဖခင်ကလည်းပဲကောင်းကင်ဘုရားနဲ့ဒီသူကငါနှစ်တဲ့မျက်နှာငါရဲ့ချစ်တာဆိုတဲ့အတန်တော်သူမိတ်ကြားတယ်ဆိုရကိုတွေ့ရတာဖြစ်တယ်ဒါတစ်ချိန်ထဲမှာ the break ထဲဖြစ်တဲ့အရာဖြစ်ပါတယ်တားတော်ဖခင်ကယဉ်ချစ်ခံပြီးမှပြန်မှကောင်းကင်ဘုတက်သွားလိုက်ဂျုံရဲ့အတွင်းနဲ့ပြန်လာလိုက်ကောင်းကင်ဘုပြန်တက်သွားလိုက်ခမည်းတော်ဘုရားပုံစံနဲ့ပြန်မှစကားပြောလိုက်အဲ့လိုလုပ်တော့မဟုတ်ဘူးတစ်ချိန်ထဲမှာတနေရာထဲမှာ the break ဖြစ်ခဲ့တဲ့အဖြစ်ပါတယ်အဲ့တော့ထိုအဖြစ်ကိုကြည့်တဲ့အခါမှာပုဂ္ဂိုလ်3ပါးနေပြီးတည်ရှိတဲ့အရာကိုတွေ့ရပါတယ်နောက်တစ်ခုကခရစ်တော်ရဲ့မဟာစေခံချက်ဖြစ်တဲ့မဿဲခန်းကြီး28အငယ်19မှာကြည့်တဲ့အခါမှာလည်းပဲခမည်းတော်တာတော်တရှင်တော်ဝိညာဉ်ရဲ့နာမနဲ့ဗက်ဒဇာကိုပေးပါလို့ယေရှုခရစ်တော်ကိုလည်းကတည်းကမိတ်ကြားခဲ့တာရှိပါတယ်ဒါမှလည်းပုဂ္ဂိုလ်3ပါးဆိုတဲ့အရာတွေ့ရတယ်နောက်တစ်ခုကဒီတမန်တော်တွေရဲ့ဩဝါဒဆောက်ဆောင်တွေမှာလည်းပဲဘုရားသခင်က3ပါးဖြစ်တယ်ဆိုတဲ့အယူဆမျိုးကိုဖော်ပြထားပါတယ်နိကောခန်းကြီး73အငယ်14ထိကိုဖတ်ကြည့်တဲ့အခါမှာတခင်ယေရှုခရစ်ဂျေဇုတော်၎င်းဘုရားသခင်မြတ်တော်၎င်းတရှင်တော်ဝိညာဉ်တော်၏မိတ္တဟာရတော်၎င်းတည်တော့အပေါ်၌ရှိစေတည်းအာမင်ဆိုမှတွေ့ရတယ်အဲ့တော့ဒီမှာတွေ့တယ်ကြည့်တဲ့အခါမှာ
ယေရှုခရစ်တော်ရဲ့ဆိုတဲ့စကားလုံးပါတယ်ဒါသားတော်ဘုရားကိုယဉ်ညွန်းတယ်ဖြစ်တယ်ဘုရားသခင်ဆိုတဲ့စကားလုံးပါတယ်ဒါခမည်းတော်ဘုရားကိုယဉ်ညွန်းတာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့စကားလုံးပါတယ်ဒါကကျွန်တော်ဝိညာဉ်တော်ဘုရားကိုယဉ်ညွန်းတာဖြစ်ပါတယ်ဒီမှာလည်းသူ့ကိုသုံးပါနေပြီတွေ့ရတယ်နောက်တစ်ခုကရှေးရောဟာဩဝါဒစာပထမစာဆောင်အခန်းကြီး9အရင်ခုနှစ်ထဲမှာလည်းပဲဒီလိုပေါ်ပြထားတာရှိတယ်တို့ဖြစ်လေကောင်းကင်ဘုံနဲ့ခမည်းတော်တစ်ပါးနှုတ်ကပတ်တော်တစ်ပါးတရှင်တော်ဝိညာဉ်တော်တစ်ပါးတက်တခံသုံးပါရှိ၍ထိုသုံးပါတို့ဒီတလုံးတော်ဝထဲဖြစ်တော်မူ၏ဆိုပေါ်ပြထားတာရှိပါတယ်ဒီကြံ့ချက်ကမူရင်းလက်ရင်းမူထဲမှာပါတယ်မပါဘူးဆိုတာနဲ့ပတ်သက်မှာအငြင်းပွားမှုတွေတော့ရှိတယ်ပြီးတော့ယေဟောဝါတက်တခံရဲ့ကျမ်းစာထဲမှာဒီကြက်ချက်မပါဘူးဒီကြက်ချက်မှာကြည့်တဲ့အခါမှာခမည်းတော်တစ်ပါးနှုတ်ကပတ်တော်တစ်ပါးဒါတောက်တော်ဘုရားကိုပြောတာဖြစ်တယ်တရှင်တော်ဝိညာဉ်တော်တစ်ပါးဆိုပါတွေ့ရတယ်၃ပါးရှိတယ်အဲ့ဒီ၃ပါးဆိုလို့ရှိရင်တလို့တော့တဲ့ဖြစ်တယ်ဆိုတော့အရာကိုဒီမှာတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့ဓမ္မကျမ်းစာတဲ့ကိုလေ့လာတဲ့အခါမှာဘုရားသခင်က၃ပါးဖြစ်တယ်ဆိုတဲ့အရာကိုအခိုင်အမာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အစောနောက်ကကျွန်တော်လေ့လာတော့တဲ့အတိုင်းပဲကျွန်တော်တို့ကိုယ်ကိုယ်တဲ့ဘုရားသခင်ကအများကြီးနဲ့တည်ရှိနေတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ပထမဆုံးလေ့လာတော့တယ်ပြီးတော့အများကြီးလို့ပြောတဲ့အခါမှာဘယ်နှပါလဲဆိုတဲ့အရာကိုဆက်လက်လေ့လာတဲ့အခါမှာဘုရားသခင်နှစ်ပါးဖြစ်တယ်ဆိုတဲ့အထောက်အထားတွေဓမ္မကျမ်းစာမှာတွေ့ရတယ်။စပမလေ့လာတော့တဲ့အခါမှာဘုရားသခင်က၃ပါးဖြစ်တယ်ဆိုတဲ့အထောက်အထားတွေဓမ္မကျမ်းစာထဲမှာတွေ့ရတယ်။ဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီမှာပဲရှင်းဖို့မအောင်စပမဘုရားသခင်က၃ပါးပဲလား၄ပါး၅ပါးရောက်မဖြစ်နိုင်ဘူးလားအဘာတရားတွေမဖြစ်နိုင်ဘူးလားဆိုမှဆက်မှကျွန်တော်ဓမ္မကျမ်းစာတွေကိုလေ့လာတဲ့အခါမှာဓမ္မကျမ်းစာရဲ့ဘယ်နေရာမှာမှဘုရားသခင်က၃ပါးတည်းပူတယ်၄ပါးဖြစ်တယ်၅ပါးဖြစ်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူးဘုရားသခင်က၃ပါးဖြစ်တယ်ဆိုတဲ့အထောက်အထားမှာပဲအဆုံးတတ်တာကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဓမ္မကျမ်းစာရဲ့ပေါ်ပြချက်ကိုကျွန်တော်ကူးကပြီးမှအခြေပြုပြီးမှကျွန်တော်ကူးကနေဘုရားသခင်ကပုဂ္ဂိုလ်၃ပါးအနေဖြင့်တည်တတ်တည်ရှိနေတဲ့ဖယားဖြစ်တယ်ဆိုတာကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ဖြစ်တည်ခြင်းအရာမှာတော့ခမည်းတော်သားတော်တရှင်တော်ဝိညာဉ်တော်ဆိုတဲ့ဒီ၃ပါးစလုံးဟာဆိုလို့ရှိရင်ဖယားသခင်ဖြစ်တယ်ဆိုတာကိုဓမ္မကျမ်းစာထဲမှာဖော်ပြထားပါတယ်ပထမအဦးဆုံးခမည်းတော်ကဘုရားသခင်ဖြစ်တယ်ဆိုတဲ့ကြက်ပိုက်ကိုကျွန်တော်ဖော်ပြချင်ပါတယ်တိတ်ကောခန်းကြီးတိတ်အငြင်းတုံးဖြစ်ပါတယ်ငါတို့အဘတီးဟူသောဘုရားသခင်အထံတော်ကလို့ပြောထားတယ်ဒီကြက်ပိုက်ကြည့်တဲ့အခါမှာအမှဘုရားသခင်ဆိုတာက Greek လို့ Theos ကိုတုံးထားတာဖြစ်တယ်ဒါခမည်းတော်ဘုရားကိုယဉ်ကျေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့လိုတယ်ဒါကြောင့်ခမည်းတော်ကလည်းဘုရားသခင်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ထားရမယ်ဒုတိယအနေဖြင့်တားတော်ကဘုရားသခင်ဖြစ်တယ်ဆိုတဲ့ချက်ပိုက်ကိုကျွန်တော်ဖော်ပြချင်ပါတယ်။ဘာငါကြီးတစ်အနေတစ်ဖြစ်ပါတယ်။အစာဦးနဲ့နှုတ်ဘတ်လို့ရှိနှုတ်ဘတ်တို့လည်းဘုရားသခင်နဲ့တူရှိနှုတ်ဘတ်တို့တွေလည်းဘုရားသခင်ဖြစ်တော်မူကြီးဆိုမှအဲ့ဒီချက်ပိုက်ထဲမှာဖော်ပြထားတယ်။မနှုတ်ဘတ်တော်ဆိုတဲ့အရာကိုဂရိလောကုဆိုလို့ခေါ်တာဖြစ်တယ်။အဲ့တော့အဲ့ဒီနှုတ်ဘတ်တော်ဆိုတာကယေရှုဘုရားကိုတားတော်ဘုရားကိုယဉ်ညွန်းနေဆိုရကျွန်တော်အားလုံးနားလည်ပြီးဖြစ်ပါတယ်ဒါကြောင့်တားတော်ဘုရားကလည်းပဲနှုတ်ကပတ်တော်ကလည်းပဲဘုရားသခင်ဖြစ်တယ်ဆိုတော့အဲ့ဒီချက်ချင်းမှာတွေ့ရပါတယ်တရရနဲ့ဖြစ်တရှင်တော်ဝိညာဉ်တော်ကလည်းဘုရားသခင်ဖြစ်တယ်ဆိုတော့ပေါ်ပြတဲ့ချက်ပိုက်ကတမန်တော်ဝုထုအခန်းကြီး9အညီ3နဲ့4ထဲမှာပေတရုကလည်းအနနိတီတီတရှင်တော်ဝိညာဉ်တော်ကိုလက်စား၍မြေကိုရောင်းရတော့အဖိုးဤတပုတ်ကိုထိန်မှုမြအကြောင်းစာတန်တွေဒီအစ်နှလုံးကိုအပေကြောင်းပြည်စေရသည်။ထိုမျိုးရှိစဉ်တွေကိုပိုင်တယ်မဟုတ်လော။ရောင်းရရတော့အဖိုးတွေကိုဥစ္စာဖြစ်တယ်မဟုတ်လော။အဘက်ကြောင့်ဤတို့ကြံစည်သည်။လူကိုသာမှုတာပြောပြီးမဟုတ်။ဖျားတခင်ကိုလည်းမှုတာပြောပြီးဟုပေတရုဆို၏။ဒီချက်ပိုင်တဲ့မှာကြည့်တဲ့အခါမှာတရှင်တော်ဝိညာဉ်ကိုလက်စားခြင်းကဖျားတခင်လင်းလေလက်စားခြင်းဖြစ်တယ်လို့ပေါ်ပြထားတော့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ဒီမှာလည်းတရှင်တော်ဝိညာဉ်ကိုဖျားဖြစ်တယ်ဆိုတော့ပေါ်ပြထားတော့ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃ပါးတဲ့စခိုင်းယူတဲ့ချက်ဆိုတာကတမန်ကျမ်းစာနဲ့ခက်ရင်တော့ယုံကြည်ခံချက်တစ်ခုဖြစ်တယ်ဆိုရတွေ့ရတာဖြစ်တယ်။ဒါတမန်ကျမ်းစာထဲမှာလည်းပဲပေါ်ပြထားတဲ့အကြောင်းအရာဖြစ်တယ်။တမန်တော်တွေကိုယ်တိုင်ကလည်းပေါ်ပြခဲ့တဲ့အကြောင်းအရာဖြစ်တယ်လို့ကနဦးအသင်းတော်တွေကလည်းပဲပေါ်ပြခဲ့ပါတယ်။အသင်းတော်တမန်တော်ရှောင်းမှာဖြစ်ပေါ်ခဲ့တဲ့အသင်းတော်အစည်းအဝေးကြီးတွေကလည်းပဲတော့လက်ခံခဲ့ပါတယ်။ဒါကိုမှနေဖြစ်ပြောလို့မဆိုရင်AD 325ခုနှစ်မှာဖြစ်ပါခဲ့တဲ့နိုင်စီယာကောင်စီကလည်းပဲသုံးပါးတဆိုယူဝါဒကိုလက်ခံခဲ့တယ်။နောက်တစ်ခါ8380ခုနှစ်မှာဖြစ်ပါခဲ့တဲ့ကော့စတန်တို့အစည်းအဝေးကလည်းပဲသုံးပါးတဆိုယူဝါဒကိုလက်ခံခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ခံယူယုံကြည်နေတယ်။ကျွန်တော်တို့ကိုယ်နေတဲ့ဖယားတခင်ကသုံးပါးတဆိုဖြစ်တယ်ဆိုတဲ့ခံယူယုံကြည်ချက်ကကမန်ကျန်းစာနဲ့ရောအသိတော်တမိုင်းတစ်လျှောက်လုံးမှာဖြစ်ပေါ်ခဲ့တဲ့ခံယူချက်တွေနဲ့ရောကန့်ညီတဲ့
ခံယူရချက်ဖြစ်တယ်ဆိုရကိုကျွန်တော်အနေနဲ့အနေငယ်ရှင်းပြလို့တာဖြစ်ပါတယ်အဲ့တော့၃ပါးသဆိုကိုဥပမာနဲ့ပြရှင်းပြရမယ်ဆိုတချို့ကတော့ဒါ3ကပုံစံနဲ့ရှင်းပြတယ်3ကမှာတော့3တောက်ရှိတယ်အဲ့3တောက်ပေါင်းတာပဲ3ကလို့ခေါ်တယ်ဆိုမှရှင်းပြလို့လည်းရှိတယ်တချို့ကကျက်ဥရှင်းပြတယ်ပေါ့နော်ကျက်ဥထဲမှာလည်းပဲအခုံရှိတယ်အကာရှိတယ်အနှစ်ရှိတယ်အဲ့ဒီ3ခုကို3မျိုးကိုပေါင်းပါပဲကျက်ဥလို့ခေါ်တယ်ဆိုမှဒီလိုရှင်းပြတယ်တချို့ကတော့လေလူနဲ့ရှင်းပြတယ်ပေါ့နော်လူမှာခန္ဓာစိတ်ဝိညာဉ်ရှိတယ်ဒီ3ခုပေါင်းပါပဲလူလို့ခေါ်တယ်လို့မျိုးပဲဘုရားသခင်မှာလည်းပဲခမည်းတော်သားတော်တရှင်တော်ဝိညာဉ်တော်ဆိုတဲ့ပုဂ္ဂိုလ်3ပါးရှိတယ်အဲ့ဒီ3ပါးပေါင်းမှဘုရားလို့ခေါ်တယ်ဆိုမှဒီလိုရှင်းပြတယ်လို့လည်းရှိတယ်ဒါပေမဲ့တချို့တော့ခရိယန်တွေကတာကိုနားမလည်ကြတယ်ဘူး3ပါးတဆိုလို့ပြောရင်ခန္ဓာကိုယ်တစ်ခုထဲမှာခေါင်း3ခုရှိတဲ့ပုံစံမျိုးလားဆိုမှလာမဲတို့လည်းရှိတယ်တချို့လို့ကြတော့လည်းပဲအရှိမတရားအနာမတရားဘဲမတရားဒီမျိုးပုဂ္ဂိုလ်3ပါးကိုပူမှချီထားတဲ့ပုံစံမျိုးလားစမဒီလိုနားလေးတွေလည်းရှိတယ်အဲ့လိုမဟုတ်ပါဘူး3ပါးတဆိုဆိုတာကတကယ်တတ်စီပုဂ္ဂိုလ်3ပါးနဲ့ပဲတည်ရှိပါတယ်ဒါပေမဲ့ဖြစ်တည်ခြင်းကတာလေအတူတူဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဥပမာနဲ့ပြပြောမယ်ဆိုရင်ဒါကျွန်တော်ပုံတစ်ပုံပြမယ်အဲ့ဒီပုံကဖယားနဲ့နိုင်ကောင်းမနိုင်ကောင်းနိုင်တာတော့မဟုတ်ပါဘူးသုံးပါးစုခံယူချက်ကိုရှင်းရှင်းလင်းလင်းနားလည်စေဖို့အတွက်ဟောပြခြင်းနဲ့တဘောနဲ့ပဲဟောပြတာဖြစ်လေဆိုရအောင်နားလည်ပေးပါဒီပုံဖြစ်ပါတယ်ဒီပုံကြည့်တဲ့အခါမှာဘယ်တယောက်ကမူလလဲဆိုရအောင်ကျွန်တော်ခွဲလို့မရပါဘူးဘယ်တယောက်ကပုံမှခတ်နေဘယ်တယောက်ပုံမှချောတယ်ဆိုရမျိုးနဲ့ခွဲခြားလို့မရအောင်အားလုံးကအတူတူဖြစ်နေတယ်ဒါပေမဲ့ရှိတော့3ပါး3ယောက်ရှိတယ်တပုံစံနဲ့ဖြစ်တယ်ဖြစ်တည်ခြင်းရမှာတော့တပုံစံနဲ့ဖြစ်နေတယ်ဒီသဘောတရားပါပဲကျွန်တော်ပြောပြတယ်ဘုရားခင်ကခမည်းတော်တားတော်တရှင်တော်ဝိညာဉ်တော်ဆိုမှပုဂ္ဂိုလ်3ပါးနဲ့ဖြစ်တည်ရှိနေတော့များလည်းပဲဖြစ်တည်ခြင်းအရာမှာကတပါးနဲ့တပါးလုံးဝခွဲခြားလို့မရအောင်ထပ်တူနေတဲ့ဖရားဖြစ်တယ်ဆိုရအောင်ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဝန်ခံချက်ကိုအခြေကိုညှိညာတော့အဖြစ်ဒီလောက်ပဲကျွန်တော်ဝန်ခံပြီးမှရန်နာလို့ပါတယ်ဒီထက်ပုံမှာကျွန်တော်သိချင်နေဆိုရင်ကျွန်တော်ရဲ့ကျောင်းတော်ကြီးထဲမှာလာရောက်ပြီးမှဘယ်နှပတ်တော့ကိုလာရောက်စီးမှုနိုင်ကြောင်းကိုလည်းတည်တင်ကောင်းပါချင်ပါတယ်အားလုံးပုံမှာဖျက်ရှင်ကောင်းချီးပေးပါစေ